အမျိုးသမီးတစ်ယောက်တွင်ရွှေဖြင့်ပြုလုပ်ထားသောလက်တစ်ဖက်ရှိပြီးတနေ့တွင်သူမသည်တောထဲ၌တစ်ပင်ခုန်နေစဉ်တစ်ပင်တစ်ပင်ကသူမ၏လက်ပေါ်သို့လဲကျသွားလေသည်သူမ၏ခင်မူးဖြစ်သူကတစ်ပင်ကိုဖယ်ရှားရန်အစွမ်းကုန်ကြိုးစားတော်လဲမတက်နိုင်ခဲ့ပေထို့ကြောင့်သူမ၏အသက်ကိုကယ်တင်ရန်အတွက်ခင်မူးဖြစ်သူသည်ဇနီးသည်၏လက်ကိုပစိန်ဖြင့်ဖျက်တောက်ရန်ဆုံးဖြတ်လိုက်ရသည်ထိုအချိန်မှစ၍သူမသည်ပြတ်တောက်သွားသောသူမ၏လက်ကိုကြည့်ပြီးအမြဲတမ်းဝမ်းနည်းနေခဲ့သည်ဇနီးသည်၏ဝမ်းနည်းမှုကိုမြင်သောအခါခင်မုန်းဖြစ်သူကသူမအတွက်ခြေတုလက်တုအတူပြုလုပ်ထားသောလက်တစ်ခုကိုဒီဇိုင်းဆွဲပေးခဲ့သည်သို့သောသူမကထိုလက်ကိုရွှေဖြင့်သာပြုလုပ်စေခြင်းခဲ့သည်ထို့ကြောင့်ရက်အနှဲငယ်ကြာတွင်ခင်မုန်းဖြစ်သူကသူမအတွက်ရွှေလက်တစ်ဖက်ကိုပြုလုပ်ပေးခဲ့သည်သို့သောထိုရွှေလက်ကြောင့်ပင်သူမ၏ခန္ဓာကိုယ်တွင်ပိုးဝင်လာပြီးရက်အနှဲငယ်ကြာတွင်သူမသေဆုံးသွားခဲ့သည်သူမမသေဆုံးမီတွင်သူမ၏ရုပ်အလောင်းကိုထိုရွှေလက်နှင့်အတူမြုပ်နှံပေးပါဟုခင်မုန်းဖြစ်သူထံမှဂတိတောင်းခဲ့ပြီးခင်မုန်းဖြစ်သူကလည်းဂတိအတိုင်းဆောင်ရွက်ပေးခဲ့သည်နှစ်အနှဲငယ်ကြာတွင်ခင်မုန်းဖြစ်သူသည်အလွန်ဆင်းရဲလာပြီးအသက်ရှင်ရတည်ရန်ငွေကြေးလိုအပ်လာသည်ထို့ကြောင့်သူသည်ဇနီးသည်၏ဂူထံသို့တွားရောက်ကာဂူကိုစတင်တူးဆွလေတော့သည်သူကရွှေလက်ကိုထုတ်ယူလိုက်သောအခါဇနီးသည်၏မျက်လုံးများကရုတ်တရက်ပွင့်လာခဲ့သည်သို့သောသူကထိုအရာကိုဂရုမစိုက်ဘဲရွှေလက်ကိုအိမ်သို့ယူဆောင်လာခဲ့သည်ထိုနေ့ညနောက်ပိုင်းတွင်ဇနီးသည်သည်သူမ၏ရွှေလက်ကိုပြန်ယူရန်ရောက်ရှိလာခဲ့သည်ခင်မုန်းဖြစ်သူသည်အလွန်ကြောက်လန့်သွားပြီးရွှေလက်ကိုဇနီးသည်ထံပြန်ပေးလိုက်တော့လဲဇနီးသည်ကလက်ကိုရရှိပြီးနောက်မကြာမီမှာပင်ခင်မုန်းဖြစ်သူကိုတပ်ပစ်လိုက်လေသည်